လာချချင်တော့ချလို့ရသေးရဲ့နော်ပလာတင်ပေးလိုက်ပြီလားရှီစုကွေးနေတယ်။ရာပေးလိုက်ဖို့တော့ရာခိုင်နှုန်းတော့များသွားပြီရှီစုနားကွက်ကတော့မောင်နီရှော့ကလည်းမရှိလို့လည်းပါပါတယ်။အဲ့မှာလီနာအနေနဲ့တော့အဲ့အော်ဖန်ခိုးထားလား။အဲ့အော်ဖန်လေးတော့ကြည့်နေသေးတယ်။နားမလဲတစ်ဖက်မှာရေးနေနေတော့ရောင်းစားခံရပြီ။အဲ့အော်ဖန်ရူအိုင်အော်ဖန်လီနာနော်ကျွန်တော်ရှော့ကောခေါ်လိုက်တဲ့နေသားတစ်ခုမှချက်ချင်းပဲဆွဲပြသွားတယ်မရှီစုတကောင်တေသွားတယ်မလူကရဲ့ flash combo ကြောင့် cherry cutie ထပ်ပြီးတော့ parcel လေးပေးလိုက် brand fake crack က5 man ထိ4 man လောက်ထိထိုးထားပြီ။နောက်မှာ follow က dynamic ကနဲသွားတော့ T Bron အနေနဲ့တော့ပေးဆက်သူတို့နှလုံးသားဖြစ်သွားနေတယ်ဟီရိုက၄ကောင် stick triple gain နဲ့တူ one for 4 trade ebanji နဲ့တော့ stay and that နော်ဒီ far ဆောက်တော့တခုလုံးဖို့တော့လိုအပ်နေပြီတကယ်ကြွေးတာအဲ့အောင်နော်ထားမထားတော့ဘူးကွမ်ချီဘရန်ထိုးတာလေးကတော့လာတယ်ဆိုရင်နောက်ကဒမ်မပါတာနော်ဒမ် final နဲ့ပေသာ S right ကိုဖြတ်တာသူဖြားသွားတေးမလို့ပဲလီနာမတိုင်တော့အတိုင်ကခေါ်လိုက်သေးတယ်နော်အဲ့off fan ဟုတ်တယ်ဆွဲနှစ်ကောင်အလားရင်လောက်ပြတယ်လီနာဖာစာအီမန်ကြီးပတ်နေပြီ brand fake crack တန်းပြောက်သွားတယ်ဗျာစတင်နေ instant game ပဲနားလိုက်တဲ့ဖာစာအဲ့မှာဖာစာတော့ပြန်ကောက်ဖို့လို့ brand ကာပေးထားတယ်ဟိုဘက်မှာလေ Luka flash ကိုမှကြမှာ cherry cutie ကိုဝင်အိင်းနေပေမဲ့ cherry cutie ဒုံ round ကပြန်ဆွဲတော့မှ Luka flash ကိုမှထပ်ပေးနိုင်မရှိစုတော့ခဲနိုင်မရှိစုနေနဲ့ပတ်ပြေးပြနေတော့မယ် Lucas တေးပြီဘုံဟိုဘက်မှာလေရှိစုအသက်ရှင်နေတော့မယ်၄ယောက်ပေါ့နော် even ကြီးလေးနဲ့တေသွားတယ်လီနာတော့ဘေးနာအညော်ဗျနော် Valentina Arcane Shero Strike တွေကတော့ everywhere ပဲအချစ်ကတော့ပတ်နေပြီ guysသူတို့လည်းအဲ့ဒါကိုသိတယ် bro ရှာနေတာအဲ့မှာ chip တွေ့သွားပြီ ebanji ကိုပေါ်တယ်ဖွင့်တော့ crash call overdrive အကုန်လုံးပြေးပြီးတော့စိုးကြီးလောင်းနေနေတာတခုမှ ebanji တန်းပြောက်ဝိုင်းနေပဲနောက်မှလည်း parcel k ထပ်ယူပြီးတော့ကြိုးစား ruby offense ပြန်ခိုးသွားရင် lina ဒီဘက်မှာလည်း mountain shot ကဖြတ်တိုက်ထိုင်းမှာ lina flick ကခုံထောင်ဝိုင်းနေပဲဒီဘက်မှာရေစရှိသူတကောင်မှအိမ်ထားပေးနေပဲ mustake ရင်းနေတူလေးကောင်လုံးတန်းကျသွားတဲ့အခိုက်နဲ့မှာပါလာတယ် game နဲ့မှာ2ပါရှုံးနေမှုရာခိုင်နှုန်းများဝိုင်းနေမကြံနေခဲ့ rookie တီးလေးတကောင်တော့ဆွဲစားဖို့လုပ်ပေးမယ် flick ကခုံထောင်သွားတယ်ငါးကောင်လုံးပြေးတက်လာတဲ့အခိုက်နဲ့မှာ rookie တီးဘလုံးမှထိန်းလို့မရတဲ့အဆုံးသူပါတေသွားနေပဲငါးကောင်ထင်းဝိုင်းအောင်နေတူပဲ game number 2မှာလဲ YG ရန်ကုန် Gladiators ပဲထပ်မှန်ပြီးတော့နိုင်ရရှိသွားနေပဲ2-0ဆိုတဲ့ claim ဆွေးနေတူအမှတ်အပြည့်ကိုတော့ယူဆောင်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်